ယောက်ျားကောင်းတယောက်စီမှာတွေ့ရလေရှိတဲ့တကယ့်အရေးအချင်း၅ခုယောက်ျားလေးတယောက်ရဲ့တန်ဖိုးဆိုတာရုပ်ရည်နဲ့ငွေကြီးတစ်ခုတည်းအပေါ်မှာမူတည်နေတာမဟုတ်ပါဘူးတကယ်တမ်းလူတယောက်ကိုတန်ဖိုးရှိစေတာကသူ့ရဲ့အတွင်းစိတ်ဓာတ်နဲ့အကျင့်စရိုက်တွေပါပဲတကယ်ယောက်ျားကောင်းတယောက်မှာရှိတဲ့အရေးချင်းတွေကဘာတွေများဖြစ်မလဲတစ်လောက်ရဲရင်ခံရဲတယ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတယ်ကိုယ်ဆုံးဖြတ်ချက်ကိုလောက်ရတဲ့အတွက်တာဝန်ယူရဲတယ်အောင်မြင်မှုတွေအတွက်ပဲဂရုတတ်တာမဟုတ်ပဲကိုကြောင့်အမှားယွင်းဖြစ်လာရင်လေသူများခေါင်းပေါ်ပုံမချဘူးငါကြောင့်ဖြစ်တာငါတာဝန်ယူရဲဆိုတဲ့စိတ်ဓာတ်မျိုးအပြည့်အဝရှိတယ်နှစ်ဘယ်လိုအခြေအနေမှမဆိုတည်တည်ငြိမ်ငြိမ်ရှိတယ်ပြဿနာတစ်ခုခုကြုံလာတဲ့အခါရောင်ချာချာနဲ့ပြရခတ်မသွားဘူးအခက်အခဲတွေအကျက်တဲတွေကြားထဲမှာတော့စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးအကောင်းဆုံးဖြေရှင်းနိုင်စွမ်းရှိတယ်သူ့ရဲ့တည်တည်ငြိမ်မှုကဘေးနားကလူတွေကိုပါလုံခြုံနှွေးထွေးမှုခံစားစေရတယ်သုံးခံစားချက်ကိုလွယ်လွယ်ထုတ်မပြတတ်ဘူးသို့မဟုတ်စိတ်တက်ခိုင်ပါတယ်ဝမ်းနေတာပင်ပန်းတာအားငယ်တာတွေကိုသူများသိအောင်လွယ်လွယ်နဲ့ထုတ်ဖော်မပြတတ်ဘူးရင်ထဲမှာဘလောက်ပဲမုန်တိုင်းတွေတိုက်နေပါစေကိုချစ်တဲ့သူတွေကိုမိသားစုရှိမှတော့အားကိုးရတဲ့ကြောက်ဆောင်တစ်ခုလိုအမြဲတမ်းကြံ့ကြံ့ခံရက်တီပေးတတ်ကြတယ်လေးကတိတည်တယ်စကားကိုတန်ဖိုးထားတယ်ယောက်ျားကောင်းတစ်ယောက်ကစကားကိုဟိုလိုဒီလိုမပြောတတ်ဘူးတခုခုကိုပြောလိုက်ပြီးဂတိပေးလိုက်ပြီးဆိုရင်အဲ့ဒီဂတိကိုတီအောင်အသက်နဲ့လဲပြီးစောင့်ရှောက်တတ်တယ်သူ့စကားတခွန်းကလက်မှတ်ထိုးထားတဲ့စာချုပ်တစ်ခုလိုပဲယုံကြည်ရတယ်လေးလက်ရက်နဲ့တက်တယ်ပြတတ်တယ်စကလုံးအလှတွေနဲ့တက်တယ်ပြတာအထက်လက်တွေ့လို့ရက်ဒီနဲ့တက်တယ်ပြတတ်တဲ့သူမျိုးဖြစ်တယ်ကိုချစ်တဲ့သူတွေကိုဂရုစိုက်တာအစအလုပ်ကိစ္စတွေအစုံအပြောအထက်အလုပ်ကိုပို့ဦးစားပေးတတ်ကြတယ်တကယ်တော့ဒီလိုအရေးချင်းတွေဆိုတာတနည်းတည်းနဲ့မွေးမြူလို့ရတာမဟုတ်ဖေးဘဝရဲ့အတွေ့အကြုံတွေအခက်အခဲတွေကိုရင်ဆိုင်ဖြတ်တန်းရင်ကျက်လာတဲ့ယောက်ျားတစ်ယောက်ရဲ့ပြရုပ်တည်ပဲဖြစ်ပါတယ်